55နှစ်ပတ်လုံးဝက်တီကိုတက်ခတ်လို့9ရက်တိုင်ဝက်လို့អော်ပြီးတည်သွားသူဒီနေ့ဝိဆိုတာပြန်လည်ရင်ဘလောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာကိုဝက်ကုံတဲ့တယောက်ရဲ့အကြောင်းကိုအခြေခံပြီးတော့ကျွန်တော်ပြောပြသွားမှာပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ဂျီကိုပါတခါကမြတ်စွာဘုရားရှင်ရာဇကြုံမျိုးဝလုံးအကြောင်းတော်မှာတရင်သုံးတော်မူနေတဲ့အချိန်ဝက်တွေကိုအယောင်းဝင်လုပ်ရင်အသက်မွေးဝမ်းကြောင်းပြုနေတဲ့စုံသားဆိုတဲ့ဝက်ကုံတဲ့တယောက်ရှိပါတယ်ကုံတဲ့တို့ထုံးစံအတိုင်းစုံသားဟာလူရည်လည်းအရန်လေတယ်လို့စကားပြောလည်းအရန်ကြွယ်ပါတယ်ဝက်တွေကိုအယောင်းဝင်လုပ်တဲ့နေရာမှာဆရာကြလွန်လို့လူတွေကသူ့ကိုဝက်ကုံတဲ့ဘယင်လို့တောင်တင်စားခေါ်ကြပါတယ်ဘလောက်တောင်ဆရာကြတယ်လဲဆိုရင်သူကဝက်ပေါက်လေးတွေကိုအရင်ဝယ်တယ်ဝယ်တဲ့နေရာမှာလည်းပိုက်ဆံနဲ့ဝယ်တာမဟုတ်ပဲနဲ့စပားနဲ့အလဲလောက်တာပါအဖိုးဒီစပားတွေယူထားပါစပားတွေထွက်ပေါ်တဲ့နွေရာသီနဲ့စောင်းရောင်သီတွေမှာဆိုရင်စပားတွေကိုဝယ်စုပြီးစပားတွေရှားပါသွားတဲ့ဒီလိုမိုးရာသီကိုရောက်ပြီးဆိုရင်တော့ဝက်ပေါက်လေးတွေကိုစပားနဲ့တရားဝင်တရားထွက်အလဲလောက်ပါတယ်လဲလောက်တဲ့နေရာမှာလဲသူကဈေးကိုအစမတန်နေပြီးတော့ကိုလောက်တာပါဝက်မွေးမြီသမားတွေကလည်းစုံနှပေးတဲ့ဈေးတိုင်းနဲ့သာအလဲလောက်လိုက်ရပါတယ်ဘာလို့လဲဆိုတော့စုံနှဟာမယောင်းရင်မဖြစ်နိုင်တဲ့အခြေအနေကိုရောက်နေတဲ့ဝက်မွေးမြီသမားတွေထံမှသာဝက်ပေါက်လေးတွေကိုစပားနဲ့ဈေးအစမတန်နေပြီးတော့လဲလောက်တာပါအဲ့ဒါတွေမကသေးပဲသူကဝက်မွေးမြီသမားတွေကိုတနာလို့သာဝယ်လဲရတာပါဆိုတဲ့ပုံစံနဲ့ဟန်ဆောင်လိုက်ပါသေးတယ်ဒါကြောင့်လဲဝက်မွေးမြီသမားတွေကသူ့ကိုကျေးဇူးတင်ကြရပါတယ်ကျေးဇူးတင်ပါတယ်ကွယ်ပြီးတော့သူကဝယ်လာတဲ့ဝက်ပေါက်လေးတွေကိုအစာဝဝလင်ကိုကျွေးပါတယ်ဒါမှလည်းအကောင်မြင်ကြည့်ပြီးအသားမြင်တိုးအောင်လို့ပါအကောင်ကြည့်ပြီးအသားတိုးတဲ့ဝက်တွေကိုတက်ခါအသားကိုရောင်းစားပါတယ်အဲဒါကြောင့်သူကအရင်နဲ့အမျက်များရနေတာကြောင့်ဒီဝက်မင်းမြည်လုပ်ငန်းကိုအတော်လေးသဘောကျနေတာပါဒါပေမဲ့သူ့ရဲ့ဝက်သက်နီကအရန်ကိုရက်ဆက်ပြီးကြောက်စရာကောင်းပါတယ်သူကအသားတိုးပြီးအကောင်ကြီးတဲ့ဝက်တွေကိုတိုင်မှာကျိုးနဲ့ထက်ပက်ပြီးမလုံနိုင်အောင်အရင်ကြည့်ပါတယ်ပြီးရင်အသားဖူးဖူးရအောင်လို့တင်းမုံနဲ့ထူပါတယ်ပြီးတော့မှဝက်ရပါဆက်ကိုဒုံးနဲ့ထောက်ထားပြီးပိုးပွဲဆူနေတဲ့ရင်နေနဲ့ဝက်ရပါဆက်တွေကိုလောင်းထက်ပါတယ်ဘလောက်တောင်လောင်းထက်တယ်လဲဆိုရင်ဝက်ရခန္ဓာကိုယ်တွေကမစင်အညစ်အကြေးတွေထွက်လာတဲ့အထိကိုလောင်းထက်တာပါသူ့ရဲ့ဝက်တဲ့နေကိုစဉ်းစားကြည့်တာနဲ့တင်ဒီလူဟာဘလောက်တောင်ရက်ဆက်ကြမ်းကြုတ်လဲဆိုတာကိုခံစားမိမှာပါဒီလောက်ပဲမဟုတ်သေးပါဘူးသူကဝက်သက်ရတာကိုအရန်ဝါသနာပါတာကြောင့်ဝက်ကိုတင်းမုံနဲ့ထုလို့ဝက်ကအော်နေရင်သူ့နာတဲ့ဂီတတန်စင်နားထောင်နေရတယ်လို့မျိုးကိုကျင်းနေတက်ပြီးဝက်ရဲ့ပါးစပ်တွေကိုပိုးပွဲဆူနေတဲ့ရင်နေနဲ့လောင်းထက်လိုက်ရင်ဝက်တွေကစူးစူးဝါးအော်နေရင်တော့သူ့ကိုတချင်းဖြော်ပြပြီးတီးဆိုနေတယ်လို့မျိုးကိုကျင်းနေတက်တာပါအဲ့ဒီနေ့တိုင်းသူက55နှစ်ပတ်လုံးဝက်တွေကိုမွေးမိပြီးတက်လာခဲ့တာပါတကယ်တော့သူကဓမ္မနိယမသဘာဝအတိုင်းကုသိုလ်ဆိုတာတူသောအကျိုးကိုပေးသလိုအကုသိုလ်ဆိုတာလည်းတူသောအကျိုးကိုပေးတတ်တယ်ဆိုတာကိုသူမသိခဲ့ပါဘူးသူသိတာကသူ့အတ္တအတွက်သူ့အကျိုးစီးပွားအတွက်သူ့တဘောကောင်းစားရတဲ့အတွက်ကိုပဲသူသိခဲ့တာပါပို့ပြီးစိတ်မကောင်းစရာကောင်းတာတစ်ခုကအဲ့ဒီအချိန်ကဓမ္မအဓမ္မကိုတေချာသွတ်သင်ဆုံးမတော်မူတတ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရာဇကြုံမျိုးဝလုံးအကြောင်းတော်မှာတရင်သုံးနေထိုင်နေတာဖြစ်ပြီးဝလုံးဝင်ကြောင်းနဲ့သူ့အိမ်ထဲကလည်းအရင်ကြီးမဝေးပါဘူးညနေပဲဆိုလူတွေကပန်းနဲ့သာလက်မကင်ပြီးတရားနာဖို့ဝလုံးဝင်ကြောင်းကိုသွားတဲ့အခါသူ့အိမ်ရှိကိုဖျက်သွားတာကိုလည်းသူတွေ့ပါတယ်မနဲ့ဆိုရဟန်းတန်ဃာတွေဆုံးခံကြရင်သူ့အိမ်ရှိဖျက်သွားတာကိုလည်းသူတွေ့ပါတယ်ဒါပေမဲ့သူကကံကံအကျိုးကိုမြုံကြည့်ခဲ့ပါဘူးအဲဒါကြောင့်ပဲတရားနာဖို့စိတ်ကူးမရှိသလိုစွတ်တနဲ့လူဖို့လည်းသရတရားမရှိပါဘူးဗုဒ္ဓသာသနာတော်မှာမဟုတ်ပါဘူးအဲ့ဒီချိန်ကဗုဒ္ဓနဲ့ခေတ်ပြိုင်ဒိဋ္ဌိဆရာကြီး6ယောက်ကိုလည်းသူမကိုးကွယ်ခဲ့ပါဘူးအဲဒါကြောင့်ပဲသူကဘာသာမဲ့တယောက်ဖြစ်ပြီးတော့ဘဝတစ်လျှောက်လုံးဒါနသီလဘာဝနာကောင်းမှုဘာတစ်ခုမှကိုမရှိခဲ့ပါဘူးဒါကြောင့်55နှစ်ပတ်လုံးသူပြုခဲ့တဲ့မကောင်းမှုအကုသိုလ်ဒုစရိုက်တွေကသူ့ကိုတန်ခဲ့ဖို့အချိန်ရောက်လာပါတော့တယ်
တနေ့တော့သူနေမကောင်းဖြစ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကရောင်လာပါတယ်ပြီးတော့သူ့တစ်ကိုယ်လုံးနဲ့ငရဲမီးလိုပူလောင်နေပါတယ်အဲ့ဒီနောက်မှာတော့တတိတွေလိုကြောင်ချောက်ချဖြစ်ပြီးတော့ဝက်တွေလိုပဲဝက်တွေလိုပဲလေးဘက်ထောက်သွားပြီးတော့ပြေးပါတယ်သူ့အင်္ဂါလူတွေကလည်းသူ့အဝေးကြီးကိုထွက်ပြေးသွားမှဆိုလို့အိမ်တကားကိုတောင်ပိတ်ထားလိုက်ရပါတယ်ဘာနဲ့တူလဲဆိုတော့ဝက်ချန်နဲ့ကအသက်ခံရမယ့်ဝက်တွေထွက်ပေါက်ရှာနေတယ်လို့မျိုးကိုသူလည်းထွက်ပေါက်ကိုရှာနေတာပါအဲ့ဒီလိုတူသောဝေဒနာကိုခုနှစ်ရက်ပတ်လုံးခံစားခဲ့ရပြီးတဲ့နောက်မှာတော့စွတိကြပြီးအဝေးစီငရဲကိုရောက်သွားပါတယ်ဒီနေရာမှာတတိထားရမှာကကွန်ပျူတာကန်ကကိုယ့်စီကိုပြန်လာတက်တာကိုမမေ့ပါနဲ့ဒါကြောင့်ဒီစုံနာဝတ္ထုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတရားဝါတွေတတိတောင်ရင်ကရစေဖို့ဓမ္မပဒမှာဒီလိုလေးဟောထားပါတယ်မကောင်းမှုကိုပြုတဲ့သူဟာပြစ္ဆုတ်ပံဘဝမှာလည်းစိုးရင်ပူပန်ရတယ်တမလွန်ဘဝမှာလည်းစိုးရင်ပူပန်ရတယ်ပြစ္ဆုတ်ပံတမလွန်နှစ်ဘဝလုံးမှာလည်းစိုးရင်ပူပန်ရတယ်ထို့သူဟာမိမိရဲ့ညဉ့်ညံသောအကုသိုလ်ကကြမ္မာကိုမြင်ပြီးစိုးရင်ပူပန်ရတယ်စိုးရင်ပူပန်ရတာနဲ့အမျှလည်းပင်ပန်းရတယ်တဲ့ဒါကြောင့်ဒီနေ့ကျွန်တော်ပြောပြသွားတဲ့ဝက်ကုံတဲ့ဆုံတဲ့အကြောင်းကိုသတိတောင်ရင်ကရပြီးအကုသိုလ်ဒုစရိုက်မှရှောင်ရှားကကုသိုလ်ဒုစရိုက်တွေနေ့စဉ်ပြုကြဖို့တိုက်တွန်းလိုက်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်တစ်စုံတစ်ခုအကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအသေးပေးပြီးကျွန်တော်အကောင့်လေးကိုလည်း follow လုပ်ထားကြပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော်ဗီဒီယိုကိုကြည့်နေကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခမညာအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဝင်ငွေတွေတိုးကြပါစေ